trading နဲ့ရောက်နေတာနှစ်နဲ့ချီနေပြီဒါပေမဲ့ခုထိလမ်းပြောင်းနေတော့မယ်ဆိုရင်ဒါဟာမင်း skill တစ်ခုရဲ့အကြောင်းတော့မဟုတ်ပါဘူးတက်ရောင်ကဆရာကြီးတွေရဲ့လက်ထက်မှာတိုင်ပတ်နေတာလည်းဖြစ်နိုင်ပါတယ်မင်းအချိန်နဲ့ပိုက်ဆိုင်တွေလက်ကားထပ်မကုန်ကျင်တော့ဘူးဆိုရင် scammer awareness ကအရေးကြီးဆုံးပါဒီဗီဒီယိုမှာ scammer တွေကိုဘယ်လိုခွဲခြားမလဲသူတို့ရဲ့ထောင်ချောက်တွေကိုဘယ်လိုရှောင်မလဲဆိုတာကိုအသေးစိတ်ပြောပြပေးတော့ပါနိကမှာ trading နဲ့ပတ်သက်တဲ့ scammer တွေဟာ social media ပေါ်မှာ trader အစ်စ်တွေထက်တော့ပိုပြီးနေရာယူလာကြပါလေသူတို့ပြင် trading log ကတဲကိုခုမှစောင့်ဝင်လာတဲ့ new video ဟာဒီ scammer တွေရဲ့ထောင်ချောက်ထဲမှာအချိန်တွေရောငွေတွေပါကုန်ပြီးလမ်းပြောင်းနေကြတာတော်တော်များပါတယ် scammer တွေအကြောင်းကိုကျွန်တော်ပထမဗီဒီယိုမှာလေးစိတ်ပြောပြထားပြီးသားပါမကြည့်ရသေးရင်တော့ zero risk မြန်မာဆိုပြီးတော့ရိုက်ရှာလိုက်ရင်ကျွန်တော်ရဲ့ channel ကိုတွေ့ပါလိမ့်မယ်အခုဗီဒီယိုမှာတော့ဒီ scammer တွေကိုလွယ်လွယ်ကူကူနဲ့ဘယ်လိုရှောင်မလဲဆိုတဲ့နည်းလမ်းလေးတွေကိုကျွန်တော်ပြောပြပေးတော့ပါမယ်အရင်ဆုံးကျွန်တော်တို့ Ponzi trading တွေအကြောင်းပြောကြရအောင် Ponzi trading တွေဟာအများသောအားဖြင့်ကျွန်တော်တို့ပုံမှန်မဟုတ်တဲ့ pair တွေကိုဥပမာနာမည်မရှိတဲ့ platform တွေနဲ့ pair တွေကိုသုံးပြီးအမြဲတမ်းအနိုင်ပြတာမျိုးတွေဒါမှမဟုတ်လွယ်လွယ်ကူကူနဲ့အမြတ်တွေအများကြီးရနေတာတွေကိုပြကြပါတယ်လောက်ပြကြပါတယ်ဒါတွေကို Ponzi trading လို့သတ်မှတ်လို့ရပါတယ်ဒါကိုရှောင်ဖို့နည်းလမ်းကတော့ရိုးရှင်းပါတယ်လူသိများတဲ့ကျွန်တော်တို့ forex တို့ crypto တို့ spot future လိုမျိုး major market က pair တွေကလွဲလို့ရှိရင်ကျန်တဲ့ပုံစံမကျတဲ့ pair တွေကို Ponzi လို့သတ်မှတ်ပြီးရှောင်လိုက်ရင်ပြီးပါပြီဒီနေရာမှာ Ponzi ဖြစ်စေမဖြစ်သည်ဖြစ်စေကျွန်တော်အဓိက pair တွေကိုပဲကျွန်တော်တို့ trade ကြမယ်ဆိုရင်ဒီ Ponzi trading ကိုကျွန်တော်တို့ရှောင်နိုင်တော့ပါလိမ့်မယ်ဆိုရင်နောက်တစ်ခုဖြစ်တဲ့ trading MMM investment တွေအကြောင်းကျွန်တော်တို့သွားကြရအောင်ဒီနေရာမှာတော့ငါတို့ကိုပတ်စံတွေအပ်ထားလစဉ် profit 15%ရာခိုင်နှုန်း20%ရာခိုင်နှုန်းတေချာပေါက်ပေးမယ်မင်းကနောက်ထပ်ရင်းနှီးမြှုပ်နှံမှုတွေငါတို့အတွက်ရှာပေးအဲ့ဒီအတွက်ငါတို့က commission တွေထပ်ပေးမယ်ဆိုတဲ့စကားလုံးတွေကိုကြားရပြီဆိုလို့ရှိရင်ဒါ MMM လို့အလိမ်ညာတွေပဲဖြစ်ပါတယ်ဒီတော့ဆွဲခံရပြီဆိုရင်ကိုယ့်ရဲ့အမျိုးအရင်းကိုယ့်ရဲ့မိတ်ဆွေအရင်းတွေပဲဖြစ်ပါစေလုံးဝမယုံပါနဲ့။ကျောင်းရင်းကတော့ trading မှာလာတိုင်းအရှုံးမရှိပဲ 10% နဲ့ကျော် profit ထွက်ဖို့ဆိုတာတော့မလွယ်တဲ့ကိစ္စပါ။အင်မတန်ကိုခဲရင်လောက်ပါလေ။ဒီလိုစကလုံးတွေကိုကြားရပြီဆိုလို့ရှိရင်တော့ MMM investment တွေလို့သာသတ်မှတ်ထားလိုက်ပါနောက်တစ်ချက်ကတော့ဘယ်နေရာမှာ buy ပါဘယ်နေရာမှာ sell ပါဆိုပြီး signal ပေးနေတဲ့ group တွေနောက်ပြီးမင်းပတ်စံတာထက်ငါရဲ့ trading skill နဲ့တလောက်ဘယ်နေရာခိုင်နှုန်းလောက်မင်းတို့ကငါရှာပေးမယ်ငါတို့ဆရာကြီးတွေကမင်းအကောင့်ကိုဘယ်လို trade ပေးမယ်ဆိုတဲ့ VIP group တွေ company ဆိုတာတွေကိုလွန်ခဲ့တဲ့နှစ်တွေက trading လောကမှာခဏကြားဘူးမြင်မှုကြမှာပါဒီနေရာမှာတခုသတိပေးချင်တာက trading ဆိုတာကိုယ်ပိုင် account ကိုယ်ပိုင် password ကိုယ်ပိုင် dashboard နဲ့ကိုယ်တိုင်အရောင်းဝယ်လုပ်ရတဲ့ business တစ်ခုဖြစ်တယ်ဆိုတာပါပဲကိုယ်ပစံကိုသူများလက်ထဲထည့်ပေးလိုက်တာနဲ့အဲ့ဒါ trading မဟုတ်တော့ပဲအလိမ်ခံရဖို့လမ်းစဖြစ်တော့ပါပြီအခုကျွန်တော်ပြောပြခဲ့တာတွေကတော့ဒီ back ခေတ်မှာ scammer လို့သတ်မှတ်ထားကြတယ်လူတိုင်းသိထားတဲ့ရိုးရှင်းတဲ့ scammer တွေကိုရှောင်နည်းတွေပဲဖြစ်ပါတယ်အရေးကြီးဆုံးကတော့ trading မှာလောဘမကြီးဖို့အရင်အရေးကြီးပါတယ် trading ဆိုတာကလွယ်လွယ်ကူကူပတ်စံရှာလို့ရတဲ့ level တစ်ခုလုံးဝမဟုတ်ပါဘူးချိန်ပေးရတယ်စနစ်တကျလေ့လာရတယ်စနစ်တကျသင်ယူပြီးမှစနစ်တကျနဲ့ professional sense trading လုပ်မှသာပတ်စံရှာလို့ရတဲ့အရာဖြစ်ပါတယ်ရန်လွယ်ကူတဲ့အရာလုံးဝမဟုတ်ပါဘူးဒါကြောင့်မို့ကျွန်တော်တို့လောဘတွေကိုတတ်ထားမယ်ဆိုလို့ရှိရင်ဒီ scammer တွေရဲ့လက်ထဲကနေအလွယ်တကူလွတ်မြောက်နိုင်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာကျွန်တော်တို့လက်ရှိ trading လောက်ကမှာရင်းထည့်နေတဲ့သင်တန်းတွေအကြောင်းနဲ့ scamming လုပ်နေတဲ့အကွက်တွေကိုကျွန်တော်ပြပေးတော့ဖို့ရှိပါတယ် scammer တွေရဲ့ရန်ကကင်းဝေးပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာနောက်ဗီဒီယိုမှာထပ်တွေ့ကြတာပေါ့